AI နဲ့ website ရေးပြီးပတ်စံဘယ်လိုရှာမလဲဒီနေ့မှာတော့ AI ကို website ရေးခိုင်းပြီးတော့ပတ်စံဘယ်လိုရှာမလဲဆိုတဲ့နည်းလမ်းတွေအများကိုပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လိုရမယ့်အရာတွေကတော့ prompt ရေးခိုင်းဖို့အတွက် ChatGPT လိုမယ် website ရေးဖို့အတွက် Laravel ဒါမှမဟုတ်ရင်ကျွန်တော်တို့ bot.new ဆိုတဲ့ကျွန်တော်တို့ AI တွေလိုမယ်အဲ့ AI တွေကိုကျွန်တော် website ကို description မှာရေးပေးထားမယ်ပြီးရင်ကြော်ညာထည့်ဖို့အတွက်ကျွန်တော်တို့ website တစ်ခုလိုမယ်အဲ့ဒီ website ကနေပြီးတော့ကျွန်တော်တို့ကြော်ညာတွေကိုကျွန်တော်တို့သူကပြန်ပေးတဲ့ code ကိုကျွန်တော်တို့ရဲ့ website မှာပြန်ထည့်တာနဲ့ကျွန်တော်တို့ website ကကြော်ညာတက်ပြီအခုကျွန်တော်တို့ဖန်တီးမဲ့ website ကဒီလို website လေးပေါ့နော်ကျွန်တော်တို့ဒီမှာ alarm clock ဆိုတဲ့ဟာလေးပေါ့ဒီ website မှာပဲသူက alarm ပေးလို့ရမယ်ပြီးရင်ကျွန်တော် timer တွေပေးလို့ရမယ် set timer ဆိုတော့ကျွန်တော် timer တွေပေးလို့ရမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ stop watch ရှိမယ်ပြီးရင်ဒီမှာ time ဆိုရင်လည်းတခြားဘယ် location မှာရှိတဲ့အချိန်ဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ဒီ website မှာပြထားပေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့ကိုကျွန်တော်ဒီမှာ prompt ကိုဒီ ChatGPT ကိုကျွန်တော်ဒီ website ကိုကလုံးညင်နေကျွန်တော် prompt ရေးပေးပါဆိုကျွန်တော်ရေးပေးခိုင်းထားတယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ copy တစ်ချက်ယူပြီးတော့ဒီကျွန်တော်တို့ရှိမှရှိတဲ့ Laravel AI မှာကျွန်တော်တို့ paste သွားချလိုက်ရုံပဲအဲ့တော့ကျွန်တော်ဘာပြောင်းကျင်လဲဆိုတော့ဒီမှာသူ့နာမည်ကြီးအဲ့နာမည်ကြီးပဲကျွန်တော်ပြောင်းကျင်တယ်အဲ့တော့အဲ့ဒါကိုကျွန်တော်ညီအားလေးကိုပဲကျွန်တော် cloud for you တဲ့ဟာလေးပြောင်းလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ send လုပ်ပေးလိုက်ရုံပဲကျွန်တော်တို့Laravel AI ကနေပဲကျွန်တော်တို့ website ကိုသူ့ဟာသူ auto ဖန်တီးပေးနေဖြစ်ပါတယ်ကျွန်တော်တို့ဒီရင်းနေကိုဖျက်ပြောချင်တာကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ပေးပါဦးလို့ဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့လို့ရပါတယ်အခုဆိုရင်ကျွန်တော်တို့ဖန်တီးထားတဲ့ website ကိုရပြီဖြစ်ပါတယ်ဒါဆိုတော့သူ့ရဲ့ clock ဆိုတဲ့ home page တပုံမျိုးပေါ့နော်ဒီဘက်မှာကျွန်တော်တို့ alarm ဆိုရရှိမယ် alarm မှာဆိုရင်ကျွန်တော်တို့ alarm တွေဘယ်နာရီမှာ alarm ပေးမလဲအဲ့ဒါ alarm ပေးထားလို့ရတယ်မှာ new alarm တွေလည်းအဲ့လိုရတယ် new ဒါဆိုတော့ကျွန်တော်တို့ကြော်ညာတွေထည့်ဖို့အတွက် ready တော့ဖြစ်ပြီအဲ့ဒီတော့ကျွန်တော်တို့မှာကြော်ညာထည့်ဖို့အတွက် ready ဖြစ်အောင်လုပ်ထားဆိုတဲ့ဟာလေးကိုကျွန်တော်ရေးထားတယ်ကျွန်တော်ထည့်မယ်ပြီးရင် code တွေထည့်မယ်ပေါ့နော်အဲ့ဒါကိုသူ့ကိုတခါတည်းအသိပေးထားတယ်ပြီးတော့ကျွန်တော်ဒီမှာ clock မှာဆိုရင်ကျွန်တော်တို့သူကဒီတစ်မျိုးပဲပြတယ်ပေါ့နော်အခုဆိုရင်2ချက်24ဆိုတာမြန်မာ time zone ပေါ့နော်မြန်မာ time zone တစ်ခုပဲပြတာဆိုတော့တခြား time zone တွေလည်းပြပေးပါဆိုတဲ့ဟာမျိုးကျွန်တော်ဒီမှာထည့်ပြီးရေးပေးထားတယ်အဲ့တော့အဲ့ prompt လေးကိုကျွန်တော်စမ်းပါမယ်အဲ့တော့အခုဆိုရင် तू ကကျွန်တော်တို့ခုနကတော့ထည့်ထားတဲ့ prompt ကိုဟို edit လုပ်ပြီးသွားပြီအဲ့တော့ကျွန်တော်တို့ဒီမှာ clock ရှိမယ်ဒီမှာကျွန်တော် AD ပေါ့နော်ကြော်ညာတွေတက်မဲ့နေရာလေးတွေသူ automatic လုပ်ပေးပြီးသားလေးရှိတယ်ဆိုတော့အဲ့ဒါအပြင်ကိုကျွန်တော်တို့ဒီမှာ setting ထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာ time format တွေ change မလား time zone change မလားအများကြီးလုပ်လို့ရမယ်ပြီး appearance မှာဆိုရင်လည်း night mode ရှိမယ်မှာဆိုရင် digital font style ပေါ့နော် font style ဆိုရင်လည်းဘာသုံးမလဲပေါ့အဲ့ဒါမျိုးလေးအများကြီးသူပြောင်းလို့ရတယ် theme color ဆိုရင် purple လား green လားအဲ့လိုမျိုးပေါ့နော်ကြိုက်တာပြောင်းလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့က ready ဖြစ်ပြီပေါ့နော်ဒီ website တစ်ခုကိုကျွန်တော်ကြော်ညာထည့်ဖို့ ready ဖြစ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ publish ဆိုတဲ့ button လေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့ဒီကောင်ကို publish လုပ်ပေးလိုက်ရုံပဲပေါ့နော်ကျွန်တော်ဒီမှာဆိုရင်တော့ဒီနေရာမှာကျွန်တော်ဒီနာမည်တွေဒီဒါ icon title ပေါ့နော်ဒီက title ဒီ icon တွေtitle တွေထည့်မယ်ပြီးရင်ဒီမှာ description ပေါ့ဒီ website ရဲ့အကြောင်းအရာဘာညာထည့်မယ်ပြီးရင်ဒီမှာ image နေရာမှာကျွန်တော်ကြိုက်တာတစ်ခုထည့်လို့ရသေးတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီခုကတော့ဒါလွယ်လုပ်ပြတဲ့အတွက်မထည့်ပြီးတော့ဘူးအဲ့တော့ကျွန်တော် publish ဆိုတဲ့ဟာကိုပဲတန်းနှိပ်လိုက်မယ်အဲ့တော့ publishing ဖြစ်သွားမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ website ကတော့ကျွန်တော်ဒီအပေါ်မှာပေါ့နော်ဒီမှာဆိုရင် digitaltime.co ဒါကိုကျွန်တော်ပြန်ပြီးတော့ခဏနေ edit လုပ်ရမယ်ကျွန်တော် edit ပြမယ်ပေါ့Okay ဒါဆိုကျွန်တော် publish လုပ်တာပြီးသွားပြီဒါဒီမှာသူပေးထားတဲ့ website ရှိတယ် digitaltime.co.laravel.app ဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အဲ့ဒီ website ကိုမလိုချင်ဘူးကျန်တဲ့ဟာတစ်ခုပြောင်းမယ်ဆိုရင်ကျွန်တော်တို့ဒီမှာခုနက website ကိုတော့ဘေးနားလေးမှာဟိုအခဲတံပုံလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာကြိုက်တဲ့ဟာတစ်ခုပြောင်းလို့ရမယ်ဆိုတော့ clock for you ပြောင်းလိုက်မယ် Okay clock for you laravel.app ရပြီပေါ့နော်ဆိုတော့ကျွန်တော်ကြော်ညာထဲမဲ့အပိုင်းရောက်လာပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီ cloud for you တဲ့ website လေးကိုနှိပ်လိုက်အဲ့ဒါကျွန်တော်ရဲ့ဒီ website တွေကိုရောက်သွားမယ်ပေါ့နော်ဒီ website ကိုကျွန်တော်ယူပြီးတော့ကြိုက်တဲ့နေရာကိုပေးလို့ရကျွန်တော်တငယ်ချင်းတွေကျွန်တော်တို့ friend တွေအကုန်လုံးလှမ်းပြီးပို့ပေးလို့ရပြီပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီ website ကိုမြင်ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီမှာဒီ website လေးကိုကျွန်တော် copy ယူလိုက်မယ်ယူကကျွန်တော်တို့ဒီမှာရှိတယ်ကျွန်တော် hate top ဆိုရယ် hate top area ဆိုတဲ့ဟာပေါ့နော်အဲ့ဒီ website တွေကိုဝင်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ manly site ဆိုတာရှိတယ် manly site အစုံပေါ့နော်ဆိုတော့ manly site အစုံဆိုတဲ့ဟာတွေရှိမယ်အဲ့ထဲကိုဝင်လိုက်မယ်အဲ့ထဲကိုဝင်လိုက်ရင်ဘာဖြစ်မလဲဆိုတော့ဒီမှာသူကဒီမှာ website ကျွန်တော်တို့ website ထည့်ရမယ့်နေရာပေါ့နော်ကျွန်တော်တို့ခုနက copy ကူးလာတဲ့ website ထည့်ရမယ့်နေရာဒီမှာကျွန်တော်အရင်တော့ပထမဆုံးကျွန်တော်လုပ်ထားတဲ့ website တစ်ခုရှိတယ်အဲ့ website ကဒီမှာသူပြထားတယ်ဒီမှာကျွန်တော်တို့ဒါဆိုရင်ဒါမနေ့ကတော့ကျွန်တော်ကြော်ညာဝင်ကြည့်သွားတဲ့လူတွေအဲ့ဒါမျိုးတွေပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်လက်ရှိဆိုရင် 0.02 လောက်ရနေပြီအဲ့တော့ကျွန်တော်တို့အခုမှထပ်ယူလာတဲ့အသစ်ကိုအပ်မယ်ဆိုတော့ဒီမှာကျွန်တော်တို့အတစ်ခုပေါင်းလိုက်တယ်ပေါ့နော်ဆိုတော့ add new source ဆိုတဲ့ဟာပေါ့နော် add new source ဆိုတာပေါင်းမယ်ပြီးတော့မျက်မှောက်ပါရှိတယ် social traffic လား mobile app လားဒါမှမဟုတ် website လားကျွန်တော်တို့ website ဆိုတော့ကျွန်တော် website ကို add website ကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော် website ဆိုတဲ့ page လေးရောက်တာပဲနော်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော် add website ကိုပြန်နှိပ်မယ်ပြီးရင်ခုနကကျွန်တော် copy ကူးလာတဲ့ domain ကိုဒီ website ကို link ကိုထည့်လိုက်မယ်ပြီးရင် category မှာကျွန်တော်တို့က mainstream ကိုရွေးမယ်ပြီးတော့ add website ဆိုတာနှိပ်လိုက်ပေါ့နော်Okay ဒါကျွန်တော်ရပြီဖြစ်ပါတယ်ဆိုတော့သူပြန်ပေးတာကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာ upload file တဲ့ဆိုတော့ဒီ file ကိုကျွန်တော်တို့ upload သွားလုပ်ပေးရမယ်ပြီးရင်သူကဒီမှာရှိသေးတယ်ကျွန်တော်တို့ထပ်ပေးရပါတယ်ထပ်ပေးလဲဆိုတော့ဒီမှာ following meta attached to HTML ဆိုတော့ဒီ code တွေကိုလည်းကျွန်တော်တို့ကပြောမယ်ဆိုရင်ဒီကျွန်တော်တို့ရဲ့ Laravel တွေကိုသွားပြီးတော့ထည့်ပေးရမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ Laravel ကိုထပ်ပြီးတော့ဒီ code တွေထပ်ပို့ပေးရမယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ဒီဟာကနေပြီးတော့ဒီမှာ verifying website တွေဟာနှိပ်လို့ရမှာဖြစ်တယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီဟာကို file download ဆွဲမယ် file 1 click နှိပ်လိုက်အဲ့ဒါဆိုရင်ဒီပေါ်ကို download မယ်ဒီမှာကျွန်တော် file ရပြီနော်အဲ့ဒါပြီးမှကျွန်တော်တို့ဒီမှာ code တွေပေါ့နော်ဒီ code တွေရှိမယ်အဲ့ code တွေကိုလည်းကျွန်တော်တို့
copy ယူပြီးတော့တက်ပို့ပေးရမှာကျွန်တော်ခုနကသူကျွန်တော် hate top ads ကနေပေးထားတဲ့ file ရယ်သူပေးထားတဲ့ code တွေရယ်ကိုကျွန်တော်ဒီ website မှာပြန်ထည့်ပေးဖို့တော့ဒါprompt ရေးထားဖြစ်ပါတယ်ဆိုတော့ဒါပေါ့နော်ကျွန်တော်တို့ ads ဒီ hate top ads website ကနေပြီးတော့ပေးထားတဲ့ code တွေပေါ့နော်ဆိုတော့ဒီ code တွေနဲ့ခုနကတော့ txt ဆိုတဲ့ file ကိုပြီးတော့မှန်ကန်တဲ့နေရာမှာထည့်ပေးလိုက်ပေါ့နော်ကျွန်တော်ရေးထားတော့အဲ့လိုပုံစံမျိုးပေါ့ဆိုတော့အဲ့ဒါကိုကျွန်တော်တို့စန့်ဆိုတဲ့ပုံစံလေးကိုချက်နှိပ်လိုက်အောင်ဖြစ်ပါတယ်So that's not PY ပေါ့နော် Hate ADS verification meta tag and file added so your site is ready for verification ဆိုတော့ကျွန်တော်တို့အဲ့ဆိုရင်ဒီမှာအဲ့ကုတ်နဲ့ file တွေ add ပြီးသွားပြီဆိုရင်ကျွန်တော် Hate ကိုပြန်သွားမယ်ပြီးတော့ခုနကကျွန်တော်အောက်မှာရှိတဲ့ verifying website တွေကောင်ကိုပြန်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် domain has not been verified လို့ရေးထားတယ်ပေါ့နော်ဆိုတော့ခုနက domain verify မလုပ်ရသေးဘူးလို့ပြောတဲ့အတွက်ကိုကျွန်တော်တို့က level ဘက်ကိုပြန်ပြောမယ် Hate ကနေပြောတယ် domain verify မလုပ်ရသေးဘူးလို့ပြောတယ်ဆိုတော့မင်းပြန်ပြီးတော့စစ်ဆေးပေးလို့ရမလားဆိုပြီးကျွန်တော်ပြန်ပို့ပေးလိုက်မယ်အခုမှသိလိုက်ရတာကကျွန်တော်တို့ခုနကတော့ AD ကိုကျွန်တော်တို့ Hate Dog ကပေးတဲ့ကုတ်တွေကိုကျွန်တော်တို့ရဲ့ website ကိုပေါင်းအခိုင်းပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီမှာ publish ထပ်မလုပ်ပေးရသေးဘူးပေါ့နော်အဲ့ဒါဆိုတော့ publish ကိုထပ်လုပ်ပေးရတယ်ဆိုတော့ publish တော့မဟုတ်ဘူးပေါ့နော်အခုကတော့ခုနက publish လုပ်ပြီးဖြစ်တဲ့အတွက်အခုကတော့ update လုပ်ရတာပေါ့နော်ဆိုတော့ဒီဟာကို update လုပ်ပေးလိုက်မှာကျွန်တော်တို့ဒီမှာထည့်လိုက်တဲ့ကုတ်ထည့်လိုက်တယ်ဆိုတာကိုကျွန်တော်တို့ Hate Dog ကနေပြန်ပြီးတော့သိနိုင်မယ်ဒီမှာတစ်ခုပြောင်းလဲလိုက်တယ်ဆိုတော့အဲ့ internet ကနေသိနိုင်မယ်ပေါ့နော်ဆိုတော့ဒီဟာကကျွန်တော်တို့ local အတွင်းမှာပဲရှိသေးတယ်အဲ့ဒီတော့ကျွန်တော်တို့ခုနက verify မအောင်တာဖြစ်ပါတယ်ဆိုတော့ဒီဟာကို update လုပ်လိုက်မယ်ဆိုရင် verify အောင်သွားမယ်ဆိုတော့ဒီမှာ update လုပ်နေတယ် update ပြီးပြီအဲ့ဒါဆိုကျွန်တော် Hate Dog ကိုပြန်သွားပြီးရင် verify website ဆိုတော့နှိပ်လိုက်မယ် right ဆိုတော့ကျွန်တော်တို့မှာ verify ဖြစ်သွားပါပြီ verify ရပြီပေါ့နော်ဆိုတော့ add zone ဆိုတဲ့ဟာလေးတွေရှိမယ်ဆိုတော့ add zone ဆိုတာဘာလဲကျွန်တော်တို့ဒီမှာ website မှာကြော်ညာထည့်မှာပေါ့နော်အဲ့ကြော်ညာကိုဘယ်လိုပုံစံနဲ့ထည့်မလဲဆိုတာဒီမှာကျွန်တော်တို့ zone type တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ဒီကောင်ဆိုရင်သူကဒီကျွန်တော်တို့ website အောက်မှာနေနေတာပေါ့နော်သူကဒီ website ပုံမှာတစ်ခုခုကြိုက်တာတစ်ခုခုနှိပ်လိုက်တာနဲ့သူအဲ့ဟာနေပြီးတော့တခြား AD website တစ်ခုစီကိုခေါ်သွားမယ့်ပုံစံမျိုးပေါ့နော်ဒီမှာဆို multi dash banner ဆိုရင်ကျွန်တော်တို့ဒီမှာဒါဆိုရင်သူကဒီအောက်ပိုင်းလေးမှာပေါ့နော်ဒီအောက်ပိုင်းလေးမှာသူကwebsite လေးဒီကြော်ညာလေးထည့်ပေးမယ်ပေါ့နော်ဆိုတော့ဒီမှာဆို multi dash banner နောက်တစ်ခုရှိမယ်ဒီကောင်ဆိုရင်ကြောက်တော့ဘေးဘက်မှာပေါ့နော်ဘေးဘက်မှာတော့ကြော်ညာထည့်ပေးမယ့်ပုံပေါ့နော်ဆိုတော့အဲ့ထဲမှာကိုကြိုက်တာတစ်ခုခုရွေးသုံးလို့ရတယ်လောလောဆယ်ကျွန်တော်ကဒီဟာကိုရင်သုံးမယ်ဒီဟာကိုကျွန်တော်ယူလိုက်မယ်ကျွန်တော် add zone တွေဟာလေးနှိပ်လိုက်မယ်ပေါ့နော်add zone နှိပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာzone name အရင်ရေးပေးရမှာဖြစ်ပါတယ်ဆိုတော့ zone name က multi dash ပေါ့နော် multi dash banner လို့ကျွန်တော်ရေးလိုက်မယ်နော်အတိုင်းလေးပဲရေးပြီးတော့ကျွန်တော်တို့ add zone တွေနှိပ်လိုက်မယ် okay ဆိုတော့ zone တစ်ခုရပြီပေါ့နော်ဒါဆိုရင်ဒါသူကနေပြန်ပေးတဲ့ zone ဟောဖြစ်ပါတယ်သူကပြန်ပေးတဲ့ code ဖြစ်ပါတယ်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ရဲ့ level ဘက်ကိုပြန်ပို့ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာ copy code ယူလိုက်မယ်ကျွန်တော်ဒီမှာ Hate Dog ကပေးထားတဲ့ zone တွေကနေပေးတဲ့ code တွေကိုတစ်ခုချင်းစီကျွန်တော် zone တွေအများကြီးပေါင်းပြီးတော့သူ့ကိုပို့ပေးလိုက်တယ်ပေါ့နော်ဆိုတော့ဒါသူစပြီးတော့ကျွန်တော်တို့ဒီကြော်ညာတွေထည့်ဖို့အတွက်ကိုစပြီးတော့လုပ်ပေးနေရဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ကြော်ညာတွေစရပြီပေါ့နော်ဒီအောက်မှာဆိုကျွန်တော်ကြော်ညာတစ်ခုမြင်နေရပြီဒီမှာဆိုကြော်ညာတစ်ခုတွေ့တယ်ဆိုတော့တခြားသောနေရာတွေမှာလည်းကျွန်တော်ကြော်ညာအခုလက်ရှိမတက်သေးတာရှိသေးတယ်ပေါ့နော်ကျွန်တော်တခြား button တွေနှိပ်လိုက်မှဆိုတခြား website တစ်ခုရောက်သွားတာမျိုးဖြစ်လာမယ်ကြော်ညာထည့်ထားလို့ပေါ့နော်ဆိုတော့အခုဆိုရင်ကျွန်တော်တို့ကြော်ညာထည့်ပြီးပြီဆိုရင်လည်းဒီကြော်ညာထည့်ထားတဲ့ version ကိုဒီ update လုပ်ပေးရပါမယ် internet ပေါ့နော်ဆိုတော့ update နှိပ်ပေးလိုက်မှကျွန်တော်တို့ဒီတခြားနေရာနေကြည့်မယ်ဆိုရင်ကျွန်တော်ဒီကြော်ညာတွေကိုမြင်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခု website ကို update လုပ်ပေးနေပြီအားလုံးပြီးသွားပြီဆိုတော့ကိုယ့်ရဲ့ website ကိုကိုယ်တငယ်ချင်းဒါမှမဟုတ်ကိုယ့်ရဲ့ဒီမိသားစုတွေတွေကဖြစ်ဖြစ်ပေါ့နော်ကြိုက်တဲ့လူလှမ်းပြီးပို့ပေးလို့ရပြီဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ website ကဘယ်လို website မျိုးလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဒီကိုယ့် website ကိုဘယ်လောက်လူကြည့်များလဲဆိုတာကိုမူတည်ပြီးတော့ဒီကြော်ညာကနေပြီးတော့ကိုယ်ကပတ်စံရနိုင်ဖြစ်ပါတယ်ဆိုတော့ဒါ internet ပေါ်မှာ AI ကိုအသုံးပြုပြီးတော့တကယ်ရနိုင်တဲ့ပတ်စံပဲဖြစ်ပါတယ်အခုလို AI ကိုအသုံးပြုပြီးတော့ဒီပညာအကြောင်းတွေကိုသိကျင်တယ်လေ့လာကျင်တယ်ဆိုတော့ကျွန်တော်တို့ The Knox Share ဆိုရဲကျွန်တော်တို့ TikTok account ဒါမှမဟုတ်လည်းကျွန်တော် Telegram မှာလည်း The Knox ဆိုပြီးရှိပါတယ်ဆိုတော့နောက်ပိုင်းကျရင်ကျွန်တော် YouTube မှာလည်း account တွေပါဖွင့်ပြမယ်ဆိုရင် YouTube မှာလည်းရှာဖွေလို့ရပါတယ်ဆိုတော့အသိပေးနေတယ်နောက်မယ့်ဗီဒီယိုတွေမှာတွေ့ကြမယ်